နိုင်ငံအနောက်ရိုးမှာပင်လေပခိုင်တိုင်းရင်သာနေတယ်တာကီဝင်တွေနဲ့ဆိုင်ခဲ့တဲ့ပြေခေဆက်ဆက်မြေမြတ်တဲ့သမိုင်းရှိတယ်လေကြီးမားတဲ့နေရာတိုင်းတွေကြီးရီကြီးမြေလေလာကြည့်ပါအားလုံးမိတ်ဆွေပြစွင်မှာမတန်းရှိတယ်လေသူရဲ့ကောင်းတို့ရဲ့ပြေဘာသာသာသနာထွန်းကားခဲ့တဲ့ပြေမဟာမြတ်မုနိရှတောင်းကိုတော့ပြဘူးကြမယ်လေဗုဒ္ဓအရင်တန်းဆုံးတဲ့ပြေကံတော်ဝင်စာပေမြင်စေခြင်းနဲ့ခန္ဓာ